အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ထွန်းနိုင်ဦးဖြစ်ပါတယ်ခင်ဗျနေပြီးတော့ပြည်မနာမျိုးနဲ့ကရင်နေရာရှေ့မှာနေပါတယ်ကျွန်တော်ကတော့ပြည်မနာမျိုးနဲ့ကျက်ရှင်ဒီမှာလူမျိုးနယ်မူနေနဲ့တာဝန်ယူပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်ကျက်ရှင်ဒီလုပ်ငန်းမှာလောနေကျွန်တော်အားလက်တဲ့ချိန်လေးမှာတော့မောင်းပါခင်ဗျစနေတနင်္ဂနွေလေးမှာတော့2 order လေးတက်ပါတယ်တက်ဆိုကျွန်တော်တို့လေကွင်းတောင်သွားတာမျိုးတို့စီမီတောင်သွားတာမျိုးတို့ရေပန်းဥယျာဉ်သွားတာမျိုးတို့တရိတ်ဆန်ဥယျာဉ်တို့တိုင်းသားကြီးရွာတို့အမှုသား order ကြီးတက်ကကြတော့မိသားစုစားဝတ်နေအတွက်ကတော့အဆင်ပြေပါတယ်စုမိဆောင်ဝင်လေးတော့လည်းရှိပါတယ်အကုန်မောင်းခဲ့ပူပါတယ်မောင်းခဲ့ပူတော့မှကျွန်တော်ရုံးဆွဲတွေနဲ့ဆိုင်အာကြီးကတော့ရုံးဆွဲလဲကောင်းတယ်ဂျားအာကြီးချိုးလုံးကြည့်တဲ့တဲမှာကျွန်တော်တို့စားပိတ်ပိုင်းလောက်တဲ့ကကြရင်လည်းအဆင်ပြေတယ်သူချီမှာဂျားအာကြီးရဲ့အပူပစ္စည်းတွေလည်းရှိတဲ့အတွက်မှာကျွန်တော်ပို့အဆင်ပြေတယ်ပြုပြင်မှုမှာလည်းစားပိတ်ပိုင်းလုပ်ပေးတဲ့ဝန်ထမ်းတွေကလည်းကောင်းတဲ့အတွက်ကျွန်တော်ကပုံယူမိတယ်ကျွန်တော်တို့ပြင်တဲ့ချိန်ရှေမီလည်းလုပ်ပေးတဲ့အတွက်ကိုဂျားအာကြီးကိုလည်းကျေးဇူးတင်ပါတယ်